Man United အသင်းရဲ့တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Joshua Zirkzee ကသူ့အနေနဲ့လက်ရှိအချိန်အသင်းမှာနေရာမရတဲ့အပေါ်မှာတော်တော်လေးစိတ်ပြတ်နေတယ်ဆိုပြီးသိရတယ်။ဒါကြောင့်လည်းလာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ဒါမှမဟုတ်နွေရာသီအပြောင်းအရွှေ့မှာသူ့အနေနဲ့အသင်းကနေထွက်ခွာခြင်းတယ်ဆိုပြီးတော့သတင်းတွေတော်တော်များများဖော်ပြလာတယ်။ဆိုတော့တကယ်သာ Joshua Zirkzee အနေနဲ့ Man United အသင်းကနေထွက်ခွာသွားလို့ရှိရင် Rasmus Højlund လည်းမရှိတော့တဲ့အခါကျတော့ United အသင်းအနေနဲ့တေချာပေါက်ကိုတိုက်စစ်ကစားသမားတစ်ယောက်ပြန်ပြီးတော့အားပေးရလိမ့်မယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က Joshua Zirkzee တာ United အသင်းကနေအမှန်တကယ်ထွက်ခွာသွားလို့ရှိရင်သူ့နေရာမှာအစားထိုးဖို့အတွက်တင့်တော်တဲ့ကစားသမားတစ်ယောက်အကြောင်းကိုကျွန်တော်နည်းနည်းဆွေးနွေးချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်အခုပြောပြမယ့်ကစားသမားကလက်ရှိမှာလည်းသူစပိန်ရဲ့အင်အားကြီးအသင်းတစ်သင်းမှာကစားနေတယ်အသက်အရွယ်အပြင်လည်း24နှစ်လောက်ပဲရှိသေးတယ်သူ့ရဲ့အားသာချက်တွေကတော့ dribbling လည်းကောင်းတယ်ချိတ်ဆက်ကစားမှုပိုင်းလည်းကောင်းတယ်မြင်နှုံးမြင့်ကစားသမားတစ်ယောက်ဖြစ်တယ်အဆုံးသက်ပိုင်းပေးကြတယ်ပြီးတော့စိတ်သက်ပိုင်းလည်းတော်တော်လေးကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့အကောင်းဆုံးအချက်ကတိုက်စစ်ရဲ့ဘယ်နေရာမှာမဆိုကစားနိုင်တဲ့ဘက်စတိုင်းဖြစ်တဲ့ကစားသမားမျိုးပေါ့အမိုရင်ရဲ့ကစားကွက်မှာဆိုရင်သူ narrow number 10နေရာအထိကိုသူကစားနိုင်တယ်ပြီးတော့အောင်မြင်မှုတွေကိုကြည့်မယ်ဆိုရင်လည်းသူက Champions League 2 ကြိမ်ရထားတယ် La Liga 3 ကြိမ်ရထားတယ် Play World Cup ကိုလည်း1 ကြိမ်ရထားတယ်ပြီးတော့ Domestic Cup တွေလည်းရထားတာတွေရှိသေးတယ်ပေါ့အခုကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒီကစားသမားကဘာတူလဲဆိုတာတော်တော်များများကတော့ခံမဲမိလောက်မယ်လို့ကျွန်တော်ထင်တယ်သူကတော့ Brazil နဲ့ Real Madrid တို့ရဲ့တိုက်စစ်ကစားသမား Rodrigo ပဲဖြစ်တယ်ဆိုတော့ Rodrigo ကhigh profile ကစားသမားတစ်ယောက်ဖြစ်ပေမဲ့သူရဲ့နေပုံထိုင်ပုံက Brazil ကစားသမားတစ်ယောက်လို့မထင်ရတော့အောင်တော်တော်လေးကို low key နေတဲ့ကစားသမားမျိုးပေါ့စိတ်တဲ့ပိုင်းလည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်Zirkzee ဆိုတော့ Zirkzee အသင်းကနေထွက်မယ်ဆိုတာနဲ့ Rodrigo ကိုဘာလို့သဘောကျလဲဆိုတော့ကျွန်တော်ကဒီပြီးခဲ့တဲ့အပြောင်းရွှေ့ရာသီတွေက Mbomo ကို Man United လိုက်နေတုန်းကပေါ့ Mbomo ကို Bradford အနေနဲ့ဈေးကလည်းတော်တော်လေးတင်တောင်းထားတယ်ဒါလုံးဝမယောင်းကျင်ဘူးဆိုတဲ့ပုံစံမျိုးတွေပြနေတယ်ပေါ့နော်အဲ့ချိန်တည်းက Mbomo မရရင်ဘသူ့ကိုစူးစမ်းသင့်လဲဆိုပြီးကျွန်တော်ကြည့်ရတဲ့အချိန်မှာဆိုတော့ Mbomo ကိုလိုက်နေတာလည်းUnited အနေနဲ့တော်တော်လေးကြာတဲ့အနေအထားမှာ Mbomo ကိုသာမရခဲ့လို့ရှိရင် United အနေနဲ့ second plan ဆိုရင်ဘယ်သူကိုစဉ်းစားသင့်လဲဆိုတဲ့အထဲမှာကျွန်တော် Rodrigo ကိုထိတ်ဆုံးကထည့်သင့်တယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့လည်း Mbomo ကိုရသွားတော့ Rodrigo ဘက်ကိုမလှည့်သွားဘူးပေါ့နော်ဒါပေမဲ့ Zirkzee နေရာမှာတော့ဒါတော်တော်လေးကိုတင့်တော်တဲ့ကစားသမားတစ်ယောက်ဖြစ်မယ်လို့ထင်တယ်ပေါ့ဒီ United ရဲ့ကစားကွက်မှာဆိုရင်သူ narrow number 10နေရာနှစ်ခုနဲ့အထောင်တက်ရှိနေရာမှာသူကစားနိုင်မယ်ပေါ့နော်ရိုဒီဂိုကတော်တော်လေးလှုပ်အားနှုံကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အမိုရင်းကလည်းလှုပ်အားနှုံကိုတော်တော်လေး demand ဖြစ်တဲ့နီးပြဆိုတော့ရိုဒီဂိုကိုတေချာပေါက်ကြိုက်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီပြောင်းရွှေ့ရတကယ်ဖြစ်လာမလားမဖြစ်လာဘူးကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဒါ Joshua Zirkzee ပေါ်မှာလည်းအများကြီးမူတည်တယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့ရောဘယ်လိုထင်လဲရိုဒီဂိုဒါ Manchester United ကိုရောက်လာမယ်ဆိုရင်တကယ်ကောင်းတဲ့ခေါ်ယူမှုဖြစ်မလားဒါမှမဟုတ်ဆိုးရွားတဲ့ခေါ်ယူမှုတစ်ခုဖြစ်မြတ်တင်လားပြီးတော့နောက်တဲ့သတင်းတစ်ခုအနေနဲ့ကဒီ Real Madrid ကစားသမား Jude Bellingham ရဲ့ညီဖြစ်တဲ့ Jude Bellingham ကိုဒီ Manchester United အသင်းရဲ့ညီပြ Ruben Amorim ကတော်တော်လေးသဘောကျနေတယ်ဆိုပြီးဒါအရင်ကြီး reliable မဖြစ်တဲ့သတင်းတစ်ခုကဖော်ပြထားတာတွေ့ရတယ်ပေါ့နော်ဒီအကြောင်းကိုတော့ကျွန်တော်မနေ့ပြင်မှာပဲတင်ဆက်ပေးသွားမယ်ဒါစိတ်ဝင်စားတယ်ဆိုရင်တော့ follow လေးလုပ်ထားခဲ့လို့ရပါတယ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်